ဘောလုံးလောကမှာအကောင်းဆုံးဆိုတဲ့စကားလုံးကိုလူတိုင်းသုံးနှုန်းလေ့ရှိပါတယ်။ဒါပေမဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးဆိုတာကတော့ထိုင်ကုန်ကလုံးနဲ့သာရှိတဲ့အရာစပလင်းကဆယ်စုနှစ်ခုနီးပါးကြာအောင်ကျွန်တော်တို့ဟာကမ္ဘာအဆင့်ကစားသမားများစွာကိုမြင်တွေ့ခဲ့ရပေမဲ့လိုင်ယိုနယ်မက်ဆီဆိုတဲ့အမည်နာမကတော့အခြားသူတွေထက်အမြဲတမ်းခြေလန်းအနှဲငယ်ရှေ့ရောက်နေခဲ့ပါတယ်။ Messi, Lionel Messi. Lionel Messi, Leo Messi. Leo Messi, Leo Messi. Messi, Messi, Messi.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  Messi, Messi, Messi. Messi, Messi, Messi. Messi, Messi. Messi, 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 Messi. အချို့ကဂိုးရင်အတွက်ကိုကြည့်ကြတယ်။အချက်လက်အရာမက်ဆီဟာကပွဲချင်းစီရဲ့ဂိုးထွင်းနှုန်း goal to game ratio မှာထိပ်ဆုံးကရှိနေတာကိုတွေ့ရပါလိမ့်မယ်။အချို့ကစုဖလားကိုကြည့်ကြတယ်။မက်ဆီဟာဘောလုံးသမိုင်းမှာစုဖလားအများဆုံး46လုံးကျော်ရရှိထားတဲ့ကစားသမားပါ။ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဟာ fan မျက်နှာဖုံးကိုခွာချပြီးအချက်လက်နီးပြတွေရဲ့မှတ်ချက်နဲ့ကွင်းအတွင်းကတက်ရောက်မှုတွေကိုအခြေခံပြီးဘာကြောင့်မက်ဆီဟာအားလုံးထက်တာလွန်နေရတယ်လဲဆိုတာကိုအသေးစိတ်တင်ဆက်သွားမှာပါ။ဒါဟာတဦးချင်းခံစားချက်မဟုတ်ပါဘူး။ဒါဟာဘောလုံးလောကရဲ့မငင်းနိုင်တဲ့အမှန်တရားတွေပဲဖြစ်ပါတယ်။အရင်ဆုံးတော့ကျွန်တော်တို့မက်ဆီရဲ့ငယ်ဘဝကိုပြန်သွားကြည့်ကြရအောင်။မက်ဆီရဲ့ငယ်ဘဝဟာရုပ်ရှင်တကားလိုပါပဲ။အားနည်းချက်တွေကိုအခွင့်အလမ်းဖြစ်ပြောင်းလဲပြီးလောကဒဏ်ကိုအန်တုခဲ့ရတဲ့ဖြစ်ရပ်တွေနဲ့ပြည့်နှံ့နေပါတယ်။မက်ဆီကို1989ခုနှစ်မှာအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့မှာမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူဟာတမ်မနီစက်ရုံအလုပ်သမားဖြစ်ပြီးမိခင်ကတော့အချိန်ပိုင်းတန်ရှင်းစေးသမားပါ။မက်ဆီအသက်8နှစ်အရွယ်မှာဒေသခံအသင်းလေးဖြစ်တဲ့ Grando လီမှာစတင်ကစားခဲ့ပါတယ်။မက်ဆီဟာသူခတ်အသက်ကြီးတဲ့ကလေးတွေကြားထဲမှာအရက်ပုလွန်းလို့နီးပြကပွဲထုတ်ဖို့ဝန်လေးလေးချိန်မှာသူ့ရဲ့အဖွားဖြစ်သူစီလီယာကဒီကလေးကိုပွဲထုတ်လိုက်စမ်းမှာသူကစားတာကိုမင်းအံ့ဩသွားစေရမယ်လို့တိုက်တွန်းခဲ့တာမှာအသက်17နှစ်နဲ့မှာကွယ်လွန်သွားခဲ့တဲ့အဖွားဖြစ်သူကိုရည်စူးပြီးအခုအချိန်ထိဂိုးသွင်းနိုင်ကောင်းငင်ကိုလက်ညှို့ထိုးအလေးပြုနေခြင်းဖြစ်ပါတယ်။မက်ဆီဟာငယ်စဉ်က Newell's Old Boys အသင်းအတွက်169ပွဲကစားပြီး234ဂိုးသွင်းခဲ့ပါတယ်။မက်ဆီတို့အသက်တန်းအုပ်စုကိုအဲ့ဒီအချိန်ကရှုံးပွဲမရှိလုံးလုံး89ခုနှစ်ဖွာဆက်ရန်တရားကြီးလို့ခေါ်ခဲ့ကြပါတယ်။မက်ဆီဟာအသက်10နှစ်အရွယ်မှာ growth hormone deficiency ကြီးထွားဟော်မုန်းချို့တဲ့ခြင်းဆိုတဲ့ယောဂါကိုခံစားခဲ့ပါတယ်။ဒီယောဂါဟာသူ့ရဲ့အရက်မောင်းကိုရက်တန့်စေပြီးဆေးကုသမှုမခံယူဘူးဆိုရင်သူဟာဘောလုံးသမားဖြစ်လာဖို့မဖြစ်နိုင်တော့ပါဘူး။တလကိုဆေးကုသစရိတ်ဒေါ်လာ900နီးပါးကုန်ကြပါတယ်။အဲ့ဒီအချိန်ကအာဂျင်တီးနားရဲ့စီးပွားရေးအကျပ်အတည်းကြောင့်သူ့ရဲ့မိဘတွေရောသူကစားနေတဲ့ Newell's Old Boys အသင်းကပါဒီစရိတ်ကိုမတက်နိုင်ခဲ့ကြပါဘူး။ဒီနေရာမှာဘာစီလိုနာအသင်းရဲ့နီးပြ Carles Rexach နဲ့တွေ့ဆုံမှုကတမိုင်းကိုပြောင်းလဲစေခဲ့ပါတယ်။မက်ဆီရဲ့ခြေစွမ်းကိုမြင်လိုက်တဲ့ Rexach ကချက်ချင်းဆိုတိုင်းနဲ့ချက်စားချုပ်ချုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။လက်ထဲမှာစားချုပ်ချုပ်ဖို့စာရက်အသစ်မရှိတာကြောင့်နားနေဆောင်ကတစ်ရှူဆက်ကူပေါ်ပဲမက်ဆီကိုခေါ်ယူမယ်ဆိုတဲ့ဂတိကဝတ္တစာချုပ်ကိုရေးဆိုခဲ့ပါတယ်။ဒါဟာဘောလုံးသမိုင်းမှာအဖိုးတန်ဆုံးတစ်ရှူဆက်ကူထစ်လာခဲ့ပါတယ်။ဘာစီလိုနာအသင်းကမက်ဆီရဲ့ဆေးကုသစီရဲ့အားလုံးကိုတာဝန်ယူပေးမယ်လို့ဂတိပေးခဲ့တာကြောင့်အသက်73နှစ်အရွယ်မက်ဆီဟာမိသားစုနဲ့အတူစပိန်မြေကိုပြောင်းရွှေ့ခဲ့ပါတယ်။စပိန်ကိုရောက်ခါစားမှာမက်ဆီဟာအစင်မပြေမှုများစွာကြုံခဲ့ရပါတယ်။သူဟာစကားနဲလို့လို့အရှက်အကြောက်ကြီးတာကြောင့်အသင်းဖောင်တွေကသူ့ကိုအတော် the mute လို့တောင်ခေါ်ခဲ့ကြပါတယ်။သူ့ရဲ့မောင်နှမတွေနဲ့မိခင်ကအာဂျင်တီးနားကိုပြန်သွားခဲ့ပြီးမက်ဆီနဲ့သူဖခင်ပဲစပိန်မှာကြံရှိခဲ့ပါတယ်။မက်ဆီဟာညတိုင်းမိခင်ကိုလွမ်းလို့ငိုခဲ့ရပြီးမြဲဘောလုံးသမားဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုတည်းနဲ့အရာအားလုံးကိုအန်တုခဲ့တာပါ။သူဟာညတိုင်းသူ့ရဲ့ခြေလက်ကိုဟော်မုန်းဆေးတွေကိုယ်တိုင်ထိုးခဲ့ရတဲ့နာကျင်မှုတွေကိုနှစ်ပေါင်းများစွာခံစားရင်းဘောလုံးလောကရဲ့ထေတီးကိုတရွေ့ရွေ့လမ်းတက်ခဲ့တာဖြစ်ပါတယ်။မက်ဆီရဲ့အောင်မြင်မှုတွေနောက်ခံမှာမျက်ရည်တွေနဲ့ပေးဆက်ခဲ့ရတဲ့ငယ်ဘဝတစ်ခုရှိပါတယ်။အသက်17နှစ်လာဘဝမှာညတိုင်းခြေလက်ကိုဆေးအပ်နဲ့ကိုယ်တိုင်ထိုးခဲ့ရတဲ့ဝေဒနာမိခင်နဲ့ခွဲကွာခဲ့တဲ့အထီးချမ်းမှုအရက်ပုလွန်လို့အပယ်ခံခဲ့ရတဲ့အချိန်တွေဒါတွေကမက်ဆီကိုပိုပြီးတမ်းမာစေခဲ့တာပါလူများကသူ့ကိုနတ်ပပူပေးတဲ့ပါရမီလို့ပြောကြပေမဲ့တကယ်တော့အဲ့ဒီပါရမီဟာနာကျင်မှုတွေနဲ့အနစ်နာခံမှုတွေနဲ့တိဆောက်ထားတဲ့လူရောင်းရဲ့ကြိုးစားချက်တသက်တာဖြစ်ပါတယ်ကမ္ဘာအကောင်းဆုံးဆိုတာကိုတိုင်းတာဖို့အရှင်းဆုံးစာနှုန်းကတော့ဘလွန်ဒီအောပါပဲမက်ဆီမှာဘလွန်ဒီအော10လုံးရှိပါတယ်ဒါဟာကစားသမားတယောက်ရဲ့ဘဝမှာတစ်ကြိမ်ရဖို့တောင်ခက်ခဲတဲ့စုကို
ဆယ်စုနှစ်တစ်ခုကျော်အောင်စိုးမိုးထားနိုင်ခဲ့တာပါနှိုင်းရှင်ချက်အရာပြောရရင်နိုင်ငံအလိုက်ဘလွန်ဒီအော်ရရှိမှုမှာတော့အာဂျင်တီးနားဟာမက်ဆီတယောက်ထဲရဲ့ကျေးဇူးနဲ့ပြင်သစ်ဂျာမနီနဲ့ပေါ်တူဂီတို့ကိုကြော်တက်ပြီးထိပ်ဆုံးမှာရှိနေတာပါဒါပေမဲ့ဒီစုအိတ်ထက်ပိုအရေးကြီးတာကတသမတ်တီးရှိမှု consistency ပါ2009ခုနှစ်ကနေ2023ခုနှစ်အထိ15နှစ်ကျော်အောင်မက်ဆီဟာကမ္ဘာအကောင်းဆုံးကစားသမား300စီးရင်ထဲမှာအမြဲတမ်းပါဝင်နေခဲ့တယ်မက်ဆီဟာ2012ခုနှစ်မှာတနစ်ထဲကို60ကိုသွင်းခဲ့တယ်လို့အသက်35နှစ်အရွယ်ကမ္ဘာဖလားမှာလည်းပွဲစဉ်ကင်နီးပါအကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်ဘောလုံးသမိုင်းမှာဒီလောက်ရှည်လျားတဲ့ကာလာပတ်လုံး performance မကျပဲကစားနိုင်ခဲ့တဲ့သူမရှိခဲ့ဘူးပါဘူးမက်ဆီဟာခြေစွမ်းခဏတစ်ဖြုတ်ပြခဲ့တာမဟုတ်ဘူးသူဟာခစ်တစ်ခုလုံးကိုကိုစားပြုခဲ့တာပါကျွန်တော်တို့ deep dive ဆင်းကြည့်အောင်မက်ဆီဟာသူ့စီရောက်လာတဲ့အခွင့်အရေးထက်ပိုပြီးဂိုးသွင်းနိုင်စွမ်းရှိတာကို expected goals xg data တွေကပြနေပါတယ်သူဟာခက်ခဲတဲ့ထောင်ကနေဒါမှမဟုတ်လူအိုကြားကနေဂိုးဖြည့်ဖို့900ခိုင်နှုန်းပဲရှိတဲ့အခွင့်အရေးကိုဂိုးဖြည့်ပြောင်းလဲနိုင်စွမ်းရှိပါတယ်အထူးသဖြင့် area အပြင်ဘက်ကနေဂိုးသွင်းယူမှုမှာမက်ဆီဟာအပြည့်အသတာလွန်နေပါတယ်မက်ဆီရဲ့ dribbling ဟာမြန်နှုန်းကြောင့်မဟုတ်ပဲခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှု low center of gravity ကြောင့်ပါသူဟာပလိုင်ဘတ်3ယောက်4ယောက်ကြားတဲ့ကနေဘောလုံးမကျပဲထွက်လာနိုင်တဲ့ရာခိုင်နှုန်းအမြင့်ဆုံးကစားသမားပါ Opta data အရမက်ဆီဟာဥရောပထိပ်သီးရိတ်တွေမှာအတူးချင်းကြော်ဖြတ်မှု dribbles completed အများဆုံးစံချိန်တင်ထားပါတယ်မက်ဆီဟာသူကစားခဲ့တဲ့ပွဲစဉ်တွေရဲ့90ရာခိုင်နှုန်းကျော်မှာ man of the match ဆုရရှိထားပါတယ်ဆိုလိုတာကသူကွင်းထဲဝင်သွားရင်နှစ်ပွဲမှာတစ်ပွဲဟာသူကအကောင်းဆုံးဖြစ်နေတာပါဒါဟာအခြားဘယ်ကစားသမားနဲ့မှမရှင်နိုင်တဲ့အရေးအသွဲပါမက်ဆီကိုအခြားဂိုးသွင်းစွမ်းရည်ရှိတဲ့ကစားသမားတွေနဲ့ခွဲခြားလိုက်တဲ့အချက်ကတော့ complete footballer ဖြစ်နေတာပါပဲ The scorer မက်ဆီဟာတနည်းအတွင်းဂိုး60ဂိုးသွင်းပြီးဂိနစ်စံချိန်တင်ခဲ့သူပါသူဟာဥရောပရွှေဖနက်6ဆုရရှိထားပါတယ်သူဟာခန္ဓာကိုယ်ရဲ့ဘဲအစိတ်အပိုင်းနဲ့မနေဂိုးသွင်းနိုင်စွမ်းရှိပြီးအထူးသဖြင့် free kick ဂိုးပေါင်း65ဂိုးကျော်နဲ့တမိုင်းမှာအကောင်းဆုံး free kick သမားတူဦးလည်းဖြစ်ပါတယ်ဒါကမက်ဆီကိုထူးခြားစေတဲ့အချက်ပါသူဟာ assist အများဆုံးတမိုင်းဝင်စံချိန်ရှင်ဖြစ်တယ်လို့အခွင့်အရေးဖန်တီးမှုမှာလည်းထိတ်ဆုံးမှရှိနေပါတယ် IFHS ရဲ့ကမ္ဘာအကောင်းဆုံး playmaker ဆုကို9ကြိမ်အထိရရှိထားပါတယ်အချက်အလက်တွေအရမက်ဆီဟာဂိုးသွင်းရှင်တစ်ယောက်ဖြစ်တယ်လို့ဖန်တီးရှင်တစ်ယောက်လည်းဖြစ်နေပါတယ်သူဟာနံပါတ်9နေရာနံပါတ်10နေရာနဲ့နံပါတ်9နေရာ3ခုလုံးကိုတယောက်ထဲကစားနိုင်တဲ့ကမ္ဘာတစ်ခုတည်းသောဆွဲဆုံးရစစ်ရန်တစ်ယောက်ပါအခုတော့မက်ဆီနဲ့ရိုနယ်ဒိုကြားကပြိုင်ဆိုင်မှုတွေကိုတွားကြည့်ကြရအောင်ဒီပြိုင်ဆိုင်မှုကြီးဖဲကစားတယ်လေ2008ခုနှစ်ချန်ပီယံလိဂ်ဆီမီဖိုင်နယ်မှာ United ဝစ်ဆုံတဲ့ရိုနယ်ဒိုနဲ့ဘာစီလိုနာဝစ်ဆုံတဲ့မက်ဆီတို့ပထမဆုံးထိုက်တိုက်တွေ့ခဲ့ကြတယ်အဲ့ဒီချိန်မှာရိုနယ်ဒိုကကမ္ဘာအကောင်းဆုံးဆုကိုရထားပြီးသားစူပါစတာမက်ဆီကတော့လူငယ်ပါရမီရှင်လေးပါဒါပေမဲ့တကယ်အလောင်းပြောင်းက2009ခုနှစ်ရောမြို့မှာချန်ပီယံလိဂ်ဖိုင်နယ်ပါကမ္ဘာအကောင်းဆုံးနှစ်ယောက်ရဲ့တိုက်ပွဲလို့ကမ္ဘာကတင်စားခဲ့ကြတယ်အဲ့ဒီပွဲမှာမက်ဆီကအရက်အမောင်းပိုမြင်းတဲ့ခန်းစစ်မှုနဲ့ကြားတဲ့ကနေအန်အော်တန်စရာခေါင်းတိုက်ကိုနဲ့ဘာစီလိုနာကိုဖလားရယူပေးပြီးရိုနယ်ဒိုကိုကြော်တက်ပြီးသူ့ရဲ့ပထမဆုံးဘလွန်ဒီအော်ကိုသိမ်းပိုက်ခဲ့ပါတယ်ဒါဟာနောက်ထပ်နှစ်15နှစ်ကြာမဲ့အားကစားသမိုင်းမှာအကြီးကျယ်သောစစ်ပွဲရဲ့အဖွင့်အမှားစားပါ2009ခုနှစ်မှာရိုနယ်ဒိုစပိန်မြေကိုရောက်လာချိန်မှာတော့ဒီပြိုင်ဆိုင်မှုကမီးထောင်ထဲကိုစီလောင်းလိုက်တယ်လို့ထက်သွားပါတယ် Real Madrid vs Barcelona El Clasico ပွဲတိုင်းဟာမက်ဆီနဲ့ရိုနယ်ဒိုဘသူကပိုတာတယ်လဲဆိုတာကိုတက်တေပြရမယ်စစ်မြင်တွေဖြစ်လာခဲ့တာပါဒီကာလအတွင်းမက်ဆီရဲ့အချက်အလက်တွေကပိုပြီးထူးကြပါတယ်သူဟာ El Clasico တမိုင်းတစ်လျှောက်မှာဂိုးအများဆုံးသွင်းသူဖြစ်တယ်လို့ assist အများဆုံးသူလည်းဖြစ်ပါတယ်ရိုနယ်ဒိုကဂိုးသွင်းရှင်ကြီးအဖြစ်ဂိုးတွေတစ်ဖွဲဖွဲသွင်းနေချိန်မှာမက်ဆီကတော့ဂိုးသွင်းရုံတင်မကတသင်းလုံးရဲ့ကစားကွက်ကိုကြိုးကိုကြိုက်ပြခဲ့တာပါသူတို့နှစ်ယောက်ကတယောက်ကိုတယောက်အချိန်တိုင်းစောင့်ကြည့်နေကြတယ်တယောက်ကဒီနေ့ hat trick ရရင်နောက်နေ့မှာ hat trick နဲ့ပြန်တုံပြန်တယ်ဒီလိုအစ်စ်များတဲ့ပြိုင်ဆိုင်မှုမျိုးဘောလုံးလောကမှာတခါမှမရှိခဲ့ဘူးပါဘူးဒါဟာပရိသတ်တွေအပြောတော့စုလာတစ်ခုပါအချိန်တွေကုန်လွန်လာပြီးသူတို့နှစ်ယောက်လုံးအသက်30ကျော်လာတဲ့အခါလူတိုင်းကနောက်ဆုံးဘသူကနိုင်မလဲဆိုတာကိုစောင့်ကြည့်ခဲ့ကြတယ်2020ကာတာကမ္ဘာဖလားဟာသူတို့နှစ်ယောက်လုံးအတွက်နောက်ဆုံးအခွင့်အရေးပါရိုနယ်ဒိုကမျက်ရည်တွေနဲ့ပြိုင်ပွဲကထွက်ခွာခဲ့ရချိန်ပါမက်ဆီကတော့အာဂျင်တီးနားကိုပခုံးပေါ်တင်ပြီးဖိုင်နယ်အထိခေါ်ဆောင်သွားခဲ့တယ်မက်ဆီကိုဝေဖန်သူတွေနောက်ဆုံးကြိုက်ဆွဲခဲ့တဲ့လက်နက်ကနိုင်ငံအသင်းအတွက်စုဖလားမရဘူးဆိုတဲ့အချက်ပါဒါပေမဲ့မက်ဆီကဒါကိုအကောင်းဆုံးတုံ့ပြန်သွားပါတယ်2021ကိုပါအမေရိက2022 finalist မှာ
နဲ့နောက်ဆုံးမှာတော့ဘောလုံးလောကရဲ့အမြင့်ဆုံးဆုဖွင့်တဲ့2022ကာတာကမ္ဘာဖလားပါမက်ဆီဟာကမ္ဘာဖလားပြိုင်ပွဲရဲ့အဆင့်တိုင်းမှာအဝုစုအဆင့်16သင်းအဆင့်10သင်းအဆင့် semi final final တွေမှာဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ် final ပွဲမှာမက်ဆီရဲ့အစွမ်းပြမှုတွေအဆုံးဖြတ်ဂိုးတွေနဲ့အတူကမ္ဘာဖလားကိုကိုင်မြုပ်နိုင်ခဲ့ချိန်မှာတော့နှစ်ပေါင်းများစွာကြာခဲ့တဲ့ဘဒူးကပိုသားတဲ့ဆိုတဲ့အငင်းပွားစားမှုကအဖြေထွက်သွားခဲ့တာပါသူဟာအသင်းကိုလိုက်ပါစီးနိုင်ခဲ့ကမဟုတ်ဘူးအသက်35နှစ်အရွယ်မှာအာဂျင်တီးနားကိုပခုံးပေါ်တင်ပြီးချန်ပီယံဖြစ်အောင်လုပ်ပေးခဲ့တာပါရိုနယ်ဒိုမှမရှိတဲ့အခြားဘယ်သူမှမရှိတဲ့ကမ္ဘာဖလားနဲ့ဘလွန်ဒီအော်ရှစ်လုံးဆိုတဲ့တမိုင်းဝင်အောင်မြင်မှုကမက်ဆီကိုရာဇာပလင်ပေါ်မှာကူးတဲ့သောဘရင်အဖြစ်နန်းတင်ပေးလိုက်တာပဲဖြစ်ပါတယ်မက်ဆီအကြောင်းပြောရင်ကိန်းကနန်းတွေတင်မလုံးလောက်ဘူးပက်ဂွာဒီယိုလာကပြောခဲ့ဘူးလေမက်ဆီအကြောင်းကိုမရေးပါနဲ့သူ့ကိုမရှင်းပြပါနဲ့သူ့ကိုဂယုမဆိုင်နဲ့ပါကွင်းအသွင်းမှာသူလွတ်ပြတဲ့လှပတဲ့ဘောလုံးထိန်းချုပ်မှုတွေလမ်းကြောင်းမရှိတဲ့နေရာကနေဖောက်ထွက်သွားတဲ့ပေးပို့မှုတွေက physics နီးယာမတွေကိုတောင်စန့်ကျင်နေတယ်လို့ပါပဲဇာတန်အဗရာဟမ်မိုဗစ်ကနေနီးပြကြီးဆာ Alex Ferguson အထိမက်ဆီဟာသူတို့မြင်ဘူးသမျှမှာအကောင်းဆုံးဆိုတာကိုဝန်ခံခဲ့ကြပါတယ်ပြိုင်ဘက်တွေကတောင်လေးစားရတဲ့ကစားသမားဘောလုံးကိုခြေနဲ့မဟုတ်ပဲဦးနှောင်နဲ့ကစားတဲ့ပါရမီရှင်တစ်ယောက်ပါဒါကြောင့်မလို့သူ့ကိုအေလီယန်လို့တင်စားကြတာပါဘာလို့လဲဆိုတော့သူလုပ်ပြတဲ့အရာတွေကလူသားတစ်ယောက်လွတ်နိုင်တဲ့အဆင့်ထက်ကျော်လွန်နေလို့ပါအနစ်ချုပ်ရတဲ့မက်ဆီဟာဂိုးတွေအများကြီးသွင်းလို့တင်မဟုတ်ဘူးဖလားတွေအများကြီးရလို့တင်မဟုတ်ပါဘူးသူဟာဘောလုံးအားကစားကိုအနုပညာအဆင့်အထိမြင့်တင်ပေးခဲ့လို့ပါသူဟာကွင်းထဲမှာရှိနေရင်မဖြစ်နိုင်တာတွေကိုဖြစ်လာလိမ့်မယ်လို့ပရိသတ်ကိုမျှော်လင့်ချက်ပေးနိုင်သူပါမက်ဆီကစားတာကိုကြည့်ရတာပန်းကြီးတစ်ချက်ရွေးဆွဲတယ်လို့ပါပဲတမိုင်းမှာမက်ဆီထက်ပိုပြေးနိုင်သူရှိကောင်းရှိမယ်မက်ဆီထက်ပိုတမ်းမာသူရှိကောင်းရှိမယ်ဒါပေမဲ့မက်ဆီထက်ပိုပြီးဘောလုံးကိုနားလေသူတော့မရှိနိုင်တော့ပါဘူးဒါကြောင့်မလို့လီယိုနယ်မက်ဆီဟာတမိုင်းတစ်လျှောက်အကောင်းဆုံးအကြီးကျယ်ဆုံးသောဘောလုံးသမား The GOAT ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ခိုင်မာတပ်နှံနိုင်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်သင်အနေနဲ့မက်ဆီဟာဘာကြောင့်အကောင်းဆုံးဖြစ်တယ်လို့ထင်ပါတယ်လဲဒါမှမဟုတ်အခြားသူရောက်ကိုအကောင်းဆုံးလို့ယူဆပါတယ်လဲ comment မှာဆွေးနွေးပေးခဲ့ပါအောင်